ကောင်းတာတွေဖြစ်ရင်ဖရာသခင်ကကောင်းချီးပေးတာမကောင်းတာတွေကြုံရရင်ဆင်းရဲဒုက္ခတွေခံရရင်ဒါကဖရာသခင်တန်ခတ်တာလို့ခရစ်ယာန်တွေကပြောကြတယ်ဒီလိုဆိုရင်လူတွေရဲ့စ조사အားထုတ်မှုကဘာအသုံးဝင်တော့မလဲဆိုတဲ့မေးခွန်းကိုဒီကနေ့ကျွန်တော်ဖြေသွားမှာဖြစ်ပါတယ်ဒါကလည်းပဲကျွန်တော် line ပေါ်မှာတွေ့လိုက်ရတဲ့မေးခွန်းပဲဖြစ်ပါတယ်ခရစ်ယာန်တွေကပြောကြတယ်တဲ့ကောင်းတာတွေကြုံရရင်ကောင်းတာတွေဖြစ်လာတယ်ဆိုရင်ဒါဖရာကောင်းချီးပေးတာဖရာသခင်မတာနော်ဒါပေမဲ့လည်းအစင်းရဲဒုက္ခတွေကြုံရရင်အစင်မပြေမှုတွေကြုံရရင်မကောင်းတာတွေဖြစ်လာရင်ဟာဖရာသခင်ငါ့ကိုတန်ခတ်တာအပြစ်ပေးတာဆိုပြီးတော့ခရစ်ယာန်တွေကပြောကြတယ်ဒါတော့ဒီလိုဆိုရင်လူတွေရဲ့စ조사အားထုတ်မှုကဘယ်နေရာမှာများအသုံးဝင်တော့မလဲဖယားကပဲလှုပ်တာဖယားကပဲကောင်းတာလဲဖယားပဲလှုပ်တာမကောင်းတာလဲဖယားပဲလှုပ်တာဆိုရင်လူရဲ့လှုပ်ရဲ့လူရဲ့အခန်းကဏ္ဍကဘယ်မှာများရှိတော့မလဲဆိုပြီးတော့မေးလာတဲ့မေးခွန်းဖြစ်ပါတယ်အဲ့တော့ဒီမေးခွန်းကိုကျွန်တော်ဒီကနေ့ဗီဒီယိုထဲမှာကျွန်တော်ဖြေသွားမှာဖြစ်ပါတယ်ပထမဦးဆုံးကျွန်တော်သိစေချင်တဲ့အရာလေးတစ်ခုရှိတယ်ရှေ့ကဗီဒီယိုတစ်ခုမှာကျွန်တော်ပြောခဲ့ပူးပြီးသားလည်းဖြစ်ပါတယ်ဖယားသခင်ကလူတွေကိုလိုက်ပြီးတော့ဒီလူတချို့ကိုကောင်းချီးပေးလူတချို့ကိုလိုက်ပြီးတော့တန်ခတ်အဲ့လိုမျိုးလှုပ်တဲ့ဖယားမဟုတ်ဘူးဖယားကလူကိုကြည့်ပြီးတော့ကောင်းချီးပေးတာမဟုတ်ဘဲနဲ့ဖယားသခင်ကသူ့ရဲ့စကားတော်ထဲမှာကောင်းချီးမင်္ဂလာဆိုတာကိုအတူအမြဲတမ်းတွေးထည့်ထားတာမျိုးဖြစ်တယ်အဲ့တော့ဆိုကြပါစို့ကျွန်တော်ဒီအသီးစားရင်အဲ့ဒီအသီးထဲမှာ vitamin A ပါတာ vitamin B ပါတယ်စသဖြင့်ဒီအသီးစားတာနဲ့အဲ့ဒီ vitamin အကျိုးကိုကျွန်တော်တို့ရသွားတယ်အဲ့ဒီအသီးကိုမစားရင်အဲ့ဒီ vitamin D တွေကျွန်တော်ချို့တဲ့သွားတယ်အဲ့ဒီလိုပုံစံမျိုးဖယားသခင်ရဲ့စကားတော်ထဲမှာကျွန်တော်တို့နားထောင်လိုက်တဲ့အခါမှာနာခံတဲ့အခါမှာဖယားရဲ့အလိုတော်အတိုင်းကျွန်တော်အသက်ရှင်တဲ့အခါမှာကျွန်တော်တို့အတွက်ကောင်းကြီးမင်္ဂလာကတခါတည်းပါလာပြီးသားဖြစ်တယ်ဒါပေမဲ့ဖယားရဲ့စကားတော်ကိုကျွန်တော်ပြစ်ပယ်ပြီးတော့ဘဝကိုစိတ်ကြိုက်နေထိုင်တဲ့အခါမှာအဲ့ဒီဖယားရဲ့ကောင်းကြီးမင်္ဂလာတွေနဲ့ကျွန်တော်တို့ဝေးကွာသွားရတယ်။ကောင်းကြီးဓာတ်တွေကျွန်တော်ချွတ်ယွင်းသွားတယ်။ကောင်းကြီးဓာတ်တွေကျွန်တော်နေပါသွားတယ်။အဲ့ဒီအရာကိုကျွန်တော်ပြောပြချင်တာဖြစ်တယ်။အဲ့တော့ကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုတစ်ခုမှလည်းကျွန်တော်ဖော်ပြခဲ့ပြီးသားပါ။ဆရာဝန်တွေကကျွန်တော်နေမကောင်းလို့မကျန်းမာလို့စေခံသွားပြရင်ဆရာဝန်တွေကကျွန်တော်တို့ကိုဆေးတွေညွှန်ပေးလိုက်တယ်။ကျွန်တော်တို့ကိုဒီလိုတောက်တော့3ရက်လောက်တောက်တော့အဲ့ဒါဆိုရင်ပျောက်သွားမယ်လို့ပြောတယ်အဲ့စကားကိုနားထောင်လိုက်တဲ့အခါမှာအဲ့ညွှန်ကြားချက်အတိုင်းလိုက်နာတဲ့အခါမှာကျွန်တော်တို့အချိန်တစ်ခုရောက်လာရင်စေးပတ်လဲသွားပြီးတော့တတ်တာသွားတယ်ကျန်းမာသွားတယ်ပျောက်ကင်းသွားတယ်ပေါ့ပါသွားတယ်လန်းဆန်းသွားတယ်ဒီအတိုင်းပဲနော်ဆရာဝန်ရဲ့စကားကိုနားမထောင်ပဲနဲ့ဆေးကိုလည်းပုံမှန်မတောက်ဘူးဂယုလည်းမဆိုင်ဘူးညွှန်ကြားချက်တိုင်းလည်းမနေဘူးဆိုရင်တော့ကျွန်တော်အချိန်သာကြာလာပေမဲ့ကျန်းမာခြင်းကမရှိလာတဲ့အပြင်ဆေးတွေရင်ပါပြီးတော့အနာကပူဆိုးလာတာမျိုးလည်းဖြစ်သွားတတ်တယ်အဲ့ဒါကဆရာဝန်ကလူနာတချို့ကိုမျက်နှာလိုက်ပြီးလူနာတချို့ကိုမျက်နှာမလိုက်အဲ့ဒါမျိုးမဟုတ်ဘူးအဲ့တော့အဲ့ဒီစကားနားထောင်ခြင်းဆိုတဲ့အထဲထဲမှာအဲ့ဒီညွှန်ကြားချက်အတိုင်းလိုက်နာခြင်းဆိုတဲ့အထဲထဲမှာခုနတက်တာခြင်းတွေကျမ်းမာခြင်းတွေပေါ့ပါသွားခြင်းတွေကတခါတည်းပါသွားတယ်လို့မျိုးဖယားကကျွန်တော်တို့အတွက်ပေးထားတဲ့ဘဝရဲ့နိယာမဆိုတာရှိတယ်အဲ့ဒီဘဝရဲ့နိယာမအဲ့ဒီအတိုင်းကျွန်တော်အသက်ရှင်တဲ့အခါမှာဖယားရဲ့အလိုတော်အတိုင်းကျွန်တော်ဘဝအသက်ရှင်တဲ့အခါမှာဘဝကကောင်းချီးမင်္ဂလာဆိုတဲ့အရာကိုခံစားရတယ်လို့အဲ့ဒီနိယာမတွေကိုကျွန်တော်တို့ကလစ်လျူရှုပြီးဂယုမဆိုင်ပဲကျွန်တော်အသက်ရှင်တဲ့အခါမှာဘဝမှာအဲ့ဒီကောင်းချီးတွေဆုံးရှုံးသွားရတယ်အမင်္ဂလာတွေကျွန်တော်ဘဝမှာကြုံရတတ်တယ်ဆိုတော့ဖော်ပြချင်တာဖြစ်တယ်အဲ့တော့နားထောင်ခြင်းနားမထောင်ခြင်းဆိုတာကလူရဲ့ရွေးချယ်မှုဖြစ်တယ်လူရဲ့ရွေးချယ်မှုလို့ပြောအဲ့လူရဲ့ရွေးချယ်မှုကလူရဲ့အခန်းကဏ္ဍပဲနော်လူရဲ့အပိုင်းပဲဖြစ်တယ်အဲ့လူရဲ့အပိုင်းကိုလူကလှုပ်ဖို့ရတယ်အဲ့လှုပ်တဲ့အခါမှာခုနကကောင်းကြီးဆိုတဲ့ဥစ္စာကတခါတည်းပါလာသလိုတခါကျအဲ့ဒီကောင်းကြီးတွေနဲ့ကျွန်တော်လွဲချော်သွားရတယ်လွဲသွားရတယ်ဆိုတဲ့ဥစ္စာလည်းကျွန်တော်ဖော်ပြချင်တယ်ဒါနံပါတ်1အချက်နံပါတ်2အချက်ကမေခွန်းရှင်ပြောသလိုကျွန်တော်တို့ကောင်းတာတွေကြုံတိုင်းဖရားကောင်းကြည့်ပေးတာမဟုတ်သလိုမကောင်းတာတွေကြုံတိုင်းဖရားသခင်တန်ခတ်တာလည်းမဟုတ်ပြန်ဘူးဒါကိုလည်းနားလည်စေချင်တယ်အဆင်ပြေနေတာဟာဒါဖရားကောင်းကြည့်ပေးတာပဲဆိုပြီးတော့အဲ့လိုမျိုးမဟုတ်ဘူးတခါကြက်ရင်ကျွန်တော်တို့ကဖရားရဲ့အလိုတော်နဲ့အညီအသက်မရှင်ဘဲနဲ့လဲကိုယ်စိတ်ကြိုက်အသက်ရှင်ရင်လည်းပဲတခါကျရင်လွဲမားတဲ့နီးလန်းနေနဲ့ကျွန်တော်တို့အချိန်တစ်ခုခိုက်တဲ့တစ်ခုကျွန်တော်အဆင်ပြေနေတတ်တယ်ဒါပေမဲ့အဲ့ဒါကဖရားစီကလာတာပဲလို့ကျွန်တော်တို့ကညီမြချင်းသွားချလို့မရဘူးတစ်ထစ်ချသွားယုံကြည်လို့မရဘူးတခါတလေကျွန်တော်ဘဝမှာကြုံတွေ့ရတဲ့အဆင်မပြေမှုတွေခက်ခဲမှုတွေဆင်းရဲဒုက္ခတွေဆိုတာကဖရားသခင်ဒဏ်ခတ်တာလို့ကျွန်တော်ပြောလို့မရတဲ့အရာတွေအများကြီးရှိတယ်ဖရားသခင်ကျွန်တော်တို့ကိုပို့ပြီးတော့ရင့်ကျက်လာဖို့ရအတွက်သင်ပေးတဲ့အရာတွေလည်းရှိတယ်ပိုခက်ခဲတဲ့ဘဝပု္ပ္ပစာတွေကိုဖြည့်ရှင်းစေရင်ကျွန်တော်တို့ကိုပို့ပြီးပညာရှိစေတယ်ပို့ပြီးတော့နုညံ့သိမ်မွေ့စေတယ်ပို့ပြီးတော့ကျွန်တော်စာနာတတ်တဲ့သူပို့ပြီးတော့ကျွန်တော်တီးခံတတ်တဲ့သူပို့ပြီးတော့ရောက်ရဲတင်းတင်းတတ်တဲ့သူပို့ပြီးတော့ဘဝကိုအတိတ်ပဲရှိဖြတ်တန်းတတ်တဲ့သူဖြစ်ဖို့ရအတွက်ဘဝရဲ့ပု္ပ္ပစာတွေဘဝရဲ့သင်ခန်းစာတွေနဲ့ကျွန်တော်တို့ကိုတစ်ခါချင်ဖရားကဖြတ်တန်းစေတတ်တယ်ဒါကြောင့်ဆင်းရဲဒုက္ခကြုံတိုင်း
ဖယားသခင်ငါတို့ကိုဒဏ်ခတ်တယ်လို့လည်းပြောလို့မရအောင်ဖယားသခင်ကကျွန်တော်တို့ဘဝကိုပို့ပြီးတော့ကောင်းမွန်အောင်ပုံပြီးတော့ကျွန်တော်တို့ပုံသွင်းပြီးတော့ပဲ့ပြင်ပေးနေတာလေ့ကျင့်ပေးနေတာဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်နားလည်စေတယ်။ကျွန်တော်ဘာကိုပြောပြချင်နေတာလဲဆိုရင်အစင်မပြေတိုင်းဖယားဒဏ်ခတ်တယ်အစင်ပြေတိုင်းဖယားကောင်းကြီးပေးတယ်ဆိုတာလေမဟုတ်နေဘူးဆိုတဲ့ဥစ္စာကိုလည်းမေးခွန်းရှင်တဲ့ကွာဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေကိုလည်းနားလည်စေချင်တယ်။နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကမေးခွန်းရှင်ထင်နေတယ်လို့ကျွန်တော်တို့ခရစ်ယာန်တွေကကောင်းတာတွေဖြစ်တိုင်းဖယားကကောင်းကြီးပေးတာမကောင်းတာတွေကြုံရတိုင်းဖယားသခင်အပြစ်ပေးတာအဲ့လိုမျိုးခံယူနေကြတာမဟုတ်ကောင်းတာတွေကြုံတဲ့အခါမှာဖယားသခင်ငါတို့ကိုကောင်းချီးပေးတယ်လို့ခရစ်ယာန်တွေကပြောကြတယ်ဒါတော့မှန်တယ်။ဘာဖြစ်လို့ကျွန်တော်တို့အဲ့ဒါလိုပြောရတယ်လဲလို့ပြောရင်ကျွန်တော်တို့လှုပ်သမျှအရာအားလုံးရဲ့အကျိုးအပွင့်တွေအသီးအပွင့်တွေကိုခံစားရဖို့ဖယားသခင်အခွင့်မရှိရင်မဖြစ်နိုင်ဘူးလို့ကျွန်တော်တို့ကယုံကြည်လို့ဖြစ်တယ်။ဖယားသခင်အခွင့်ရှိလို့ဒါကျွန်တော်တို့ကခံစားရတယ်။ဥပမာကျွန်တော်တို့စာတွေစူးစမ်းပြီးတော့ကျွန်တော်လေ့လာကြတယ်ကြက်မှတ်ကြတယ်ပြင်ဆင်ကြတယ်ဒါပေမဲ့ဆံမဝဲဖြေတဲ့အခါမှာကျန်းကျန်းမာမာနဲ့ဖြေဆိုနိုင်ဖို့စာတွေအကုန်လုံးကိုကျွန်တော်ကောင်းကောင်းမှတ်မိနိုင်ဖို့ကျွန်တော်လဲလောက်တဲ့အခါမှာလည်းပဲကျွန်တော်စိုက်ပျိုးသမျှပေါင်းရှင်းသမျှရေလောင်းသမျှမျိုးကျဲသမျှအရာအားလုံးအတိနဲ့အပြည့်ဝရဖို့ဆိုတာကဖယားသခင်အခွင့်ပေးခြင်းဆိုတာလည်းလိုအပ်သေးတယ်ဖယားအခွင့်ရှိမှပဲကျွန်တော်လုပ်သမျှအရာအားလုံးကိုအဝကျွန်တော်တို့ခံစားခွင့်ရှိတယ်လို့ကျွန်တော်ခံယူတယ်အဲ့တော့ခံစားရတဲ့အခါမှာဖယားသခင်ကတော့ကိုကောင်းချီးပေးတယ်လို့ကျွန်တော်ပြောတာဖြစ်တယ်ဖယားရဲ့အခန်းကဏ္ဍလူရဲ့အခန်းကဏ္ဍဆိုတာရှိတယ်ဆိုတာကိုကျွန်တော်တို့ကဝန်ခံတယ်နော်လူကြောင့်ယာနှုံးပြည့်ဖြစ်လာတယ်ဆိုလို့ကျွန်တော်ပြောတာမဟုတ်ဘူးလူဘာမှမလုပ်ပဲတပြားတစည်းမှမလုပ်ပဲဖယားကပဲအားလုံးလှုပ်ပေးသွားတယ်လို့ကျွန်တော်တို့ပြောနေတာမဟုတ်ဘူးဖယားသခင်ကလည်းလူဘာမှမလုပ်တဲ့သူကိုကောင်းကြီးအချောင်ပေးနေတဲ့ဖယားမျိုးလည်းမဟုတ်ဘူးဆိုတာကိုကျွန်တော်နံပါတ်1သိစေချင်တယ်မကောင်းတာတွေကြုံရတိုင်းလည်းဖယားသခင်အပြစ်ပေးနေတယ်လို့လည်းကျွန်တော်တို့ကမခံယူဘူးဘာကြောင့်လဲလို့ပြောရင်တခါဘဝမှာအစင်မပြေမှုတွေကအစောပိုင်းကကျွန်တော်ပြောသလိုကျွန်တော်ဘဝအတွက်ဖယားသခင်ကပုံစံတစ်မျိုးမျိုးနဲ့ကျွန်တော်တို့ကိုရင့်ကျက်လာအောင်ပုံသွင်းနေတာလေ့ကျင့်ပေးနေတာကျွန်တော်အများကြီးရှိတယ်ဒါကြောင့်မလို့အစင်မပြေမှုတွေကြုံရတဲ့အခါမှာဖယားသခင်ကျွန်တော်တို့အပြစ်ပေးတယ်လို့ကျွန်တော်ဘယ်တော့မှအဲ့လိုမျိုးကျွန်တော်အမြဲတမ်းတစ်ထစ်ချခံယူနေကြတာမဟုတ်ဘူးဆိုတော့လည်းကျွန်တော်သိစေချင်တယ်အဲ့တော့နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တဲ့ဥစ္စာကပါလဲဆိုရင်ကျွန်တော်ခရစ်ယာန်တွေကဘဝရဲ့အဆိုးအကောင်းအတွေ့အကြုံဘဝရဲ့အနေအမြင့်အခြေအနေအားလုံးတိုင်းမှာလူရဲ့အခန်းကဏ္ဍရှိတယ်ဖယားရဲ့အခန်းကဏ္ဍရှိတယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ကအမြဲတမ်းအသိမှတ်ပြုတယ်လက်ခံထားတယ်ဆိုတဲ့ဥစ္စာပေါ်ပြချင်ပါတယ်ဒီအကြောင်းကိုအပြည့်စုံဆက်ပြီးဆွေးနွေးချင်တယ်ဆိုရင်တော့ကျွန်တော် comment နဲ့ messenger ကနေတစ်ဆင့်ဆက်သွယ်ပြီးတော့ဆွေးနွေးပြောဆိုလို့ရပါတယ်ကျေးဇူးများတင်ပါတယ်